လို့လုပ်ဖြစ်တယ်လို့မြင်တော့တမီးကဒါရဲဝုန်းဝဲနဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောကယခုဖြစ်ပေါ်နေသည့်တစ္ဆာအာမန်အသင်းနဲ့ပတ်သက်ပြီးရန်ပုံငွေကျပ်သိန်း1000စီထောက်ပံ့မည်ဟုဆိုဝင်ကြီးဌာနလက်အောက်ခံဘောလုံးအသင်းများ၏အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်နှင့်အသင်းများ၏စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍အသင်းတစ်သင်းချင်းစီအတွက်ရန်ပုံငွေကျပ်သိန်း1000စီထောက်ပံ့သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောကပြောကြားသည်ယခုကဲ့သို့ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ဥက္ကဋ္ဌဦးစောစောကဝင်ကြီးဌာနအသင်းတင်းစလုံးကိုနှစ်စဉ်ထောက်ပံ့ပေးသွားမှာပါဒီရန်ပုံငွေကိုကစားသမားများအတွက်လိုအပ်တဲ့အသုံးစရိတ်များကစားသမားတစ်များခေါ်ယူခြင်းနှင့်အသင်းကိုပုံမတောင့်တင်းအောင်တည်ဆောက်ခြင်းတို့အတွက်အသုံးပြုသွားမှာဖြစ်ပါတယ်ဟုပြောသည်လက်ရှိတွင်ဘောလုံးအသင်းများ၏အားနည်းချက်များဖြစ်သည့်လေ့ကျင့်ရေးကွင်းပြင်ဆင်ခြင်းအဆောင်များပြန်လည်တည်ဆောက်ခြင်းနှင့်ကစားသမားများ၏နေ့စဉ်စားတောက်ရေးတွာလာရေးစသည့်လိုအပ်ချက်များကိုချက်ချင်းဖြည့်ဆည်းပေးနိုင်ရန်စီမံဆောင်ရွက်နေကြောင်းလည်းရင်းကဆက်လက်ပြောကြားသည်ထို့ပြင်အသင်းကိုပိုမို professional ဆန်ဆန်လည်ပတ်နိုင်စေရန်အတွက်ပြင်ပစပွန်ဆာများရှာဖွေခြင်းကစားသမားစာချုပ်များအသေးစိတ်စနစ်တကျချုပ်ဆိုခြင်းနှင့်အုပ်ချုပ်မှုပိုင်းကိုပိုမိုကောင်းမွန်အောင်ပြုပြင်ပြောင်းလဲသွားမည်ဖြစ်သည်အသင်းကိုအောင်မြင်မှုရရှိအောင်ဝင်ကြီးကိုယ်တိုင်ကလည်းအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးမယ်လို့ကတိပြုထားပါတယ်ဒါကြောင့်ကျွန်တော်တို့ဘက်ကလည်းစူးစမ်းအားထုတ်ဖို့လိုပါတယ်စနစ်တကျစီမံခန့်ခွဲမှုနဲ့အတူအသင်းကိုအဆင့်မြင့်တင်နိုင်ဖို့တာဝန်ရှိသူတွေအားလုံးပူးပေါင်းဆောင်ရွက်နေပါတယ်ဟုဥက္ကဋ္ဌဦးစောစောကထည့်သွင်းပြောကြားခဲ့သည်ယခုကဲ့သို့စနစ်တကျစီမံခန့်ခွဲမှုနှင့်ငွေကြေးဆိုင်ရာအထောက်ပံ့များပေးအပ်ခြင်းသည်ဝင်ကြီးဌာနလက်အောက်ခံဘောလုံးအသင်းများ၏အနာဂတ်အတွက်များစွာအကျိုးရှိစေမည့်လှုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်းနှင့်အသင်းသားများ၏အခက်အခဲများကိုတာဝန်ရှိသူများကအနီးကပ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်